နေ့တရင်ကျိုးလာပြင်းနေညမှာချက်သားနဲ့ပါရှိနဲ့ချက်ထားမယ်ကျွန်တော်ပေါ်လာအိမ်ကိုခေါ်ထားတယ်ဘလို့ချက်လဲဆိုတော့ချက်ကြည့်လိုက်မှာ share ပဲအရင်ဆုံးကျွန်တော်တို့ဒီဆေးကြောက်ရွက်တွေကိုပြုတ်ဖို့အတွက်ကိုရေနွေးစူအောင်လို့အရင်တည်လိုက်ပါမယ်ညဘာချက်မှလဲဆိုတော့ဟိုမှာဝီတဲ့ချက်သားနဲ့ချက်ဖို့တော့ကိုရေနွေးတည်ထားတယ်ဒီမှာပစုံအလုံးကင်ထားပြီးတာပဲပေါင်းနဲ့ကြုံမယ်ကောင်ကိုတုံးတိတ်လေးတုံးမယ်ပြီးွားရင်ချက်သားနဲ့ဘူးကြီးဖြစ်တဲ့ဘူးကြီးဒီမှာဘူးကြီးမှာမယ်ပေါ့နော်ဒီဟာလေးနဲ့လောက်ကင်တာအရင်ဆုံးမောပြီးဒီစားပြီးရေနွေးလေးတည်ထားတော့ကျွန်တော်တို့ဒီချက်သားလေးတုံးမယ်ဘူးကြီးလေးတွေကိုကျွန်တော်တို့အခွန်ခွာထားမှာဖြစ်ပါတယ်ရင်နွေးလေးဆူလာပြီဆိုတာနဲ့ကျွန်တော်တို့ဒီဆေးကြောက်အရွက်ကလေးတွေကိုကျွန်တော်တို့ထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်မိနစ်အနည်းငယ်လောက်ဒီပြုတ်ပြီးွားတဲ့အခါမှာအဲ့ဒီရတဲ့အဖက်တွေကိုတော့ကျွန်တော်တို့ဖယ်ထုတ်ပြီးတော့အဲ့ဒီပြုတ်ထားတဲ့အရည်နဲ့ကျွန်တော်တို့ချက်သားဟင်းချက်မှာဖြစ်ပါတယ်ဗီဒီယိုမှာတော့မြင်ထားတဲ့အတိုင်းပဲကျွန်တော်တို့လက်လွန်ချက်သွန်အများကြီးထည့်လိုက်ပါတယ်ဒီညတော့ share ကွဲပြီးဖြစ်ပါတယ်ခင်ဗျအေးဘာလို့ဝီဘူးချက်ဖို့ချက်ဘူးအယောင်ထူပေးမယ်ဒါတော့ကျွန်တော်တို့ခုနပြုတ်ထားတဲ့အရည်တွေနဲ့ချက်ဖို့အတွက်ချက်သားတုံးနေတာပါဒါကြီးကတော့ရှယ်ကြီးပဲနော်ဒါရှယ်ပဲကြည့်လိုက်ငကတိုင်းဓာတ်နဲ့ဘာတော်လဲမသိကြီးပဲလောင်းမင်းတရားလက်ထပ်ပေးခဲ့တာလေလောင်းမင်းတရားလက်ထပ်ကပေးခဲ့တာဆရာထိုင်းတိုင်းလိုနိုင်တော့ပေးခဲ့တာအဲ့ဒါနဲ့ချက်တုံးနေတာနော်ဒီညတကယ်ရာဇဝင်နေနဲ့နော်ဟုတ်တာဗောဒါပြညရာဇဝင်ညချက်ဘူးလေးနဲ့ဟလားစေးပေါင်းခါတဲ့ညဒါကတော့ကျွန်တော်တို့ရဲ့ဘော်ဒါတွေရဲ့ဟင်းချက်စကီကိုရှိုးပါစက်သွန်လှီးဖို့အောက်ခံမရှိတာနဲ့လက်ထဲမှာတင်ပဲစက်သွန်တွေကိုလှီးပြီးလက်ဆွမ်းပြလာတာဖြစ်ပါတယ်တကယ်ဆရာကြီးတွေပါယောက်ျားလေးတွေဆိုရင်လည်းအချက်ပြုတ်အိမ်မှုကိစ္စနိုင်နေတယ်ဆိုတဲ့အကြောင်းတက်တည်ပြထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကြက်ဘူးလေးမချက်ခင်မှာပစွန်စီပြန်လေးကိုအရင်ချက်ထားတာဖြစ်ပါတယ်ကျန်းကိုဖြိုးတကယ်ကြောနေတာနောက်ဘီယာလားရည်ရေကိုတာကျွန်တော်တော့ရည်နေတယ်ဒါကတော့ကျွန်တော်တို့ကြက်ဘူးစချက်ဖို့အတွက်ကိုကြက်သွန်ဖြူကြက်သွန်ဒီထောင်းထားတာတွေကိုစီတက်မှာဖြစ်ပါတယ်စီတက်လို့ကျွန်တော်တို့အယောင်လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြက်သားတုံးပြီးတော့နှက်ထားတဲ့ကြက်သားလေးတွေကိုကျွန်တော်တို့အရင်ထည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အဖြူတယ်လေးကြိုက်တာဖြစ်တဲ့အတွက်အဖြူတယ်လေးချက်လိုက်ပါတယ်တချို့ကအယောင်နဲ့လိုချင်တယ်ဆိုရင်တော့ငရုတ်သီးအယောင်တင်မှုန့်ထည့်ပြီးတော့ချက်လို့ရပါတယ်ခင်ဗျကြက်သားကိုကျွန်တော်တို့ဒီစီတက်ပြီးတော့လုံးမယ်ပေါ့နော်အရသာလေးနှံအောင်ကျွန်တော်တို့အနှဲငယ်လေးတွေမှွေပေးမယ်ဒါကတော့ခုနကကျွန်တော်တို့ပြုတ်ထားတဲ့ဒီဆေးကြောက်အရည်တွေကိုကျွန်တော်တို့ထည့်ပြီးတော့ချက်မှာ